စကားလုံးနှလုံးထဲနဲ့ English speaking စပြောမယ်အသုံးဝင်မှာတည်ကြတာမို့တစ်ခါတည်းမှတ် 1. ပွပွလင်းလင်းပြော speak frankly speak frankly 2. အခြေအနေရပဲ it depends it depends 3. ပြောကြပါကြပါ have fun have fun 4. တော်ပါသေးရဲ့ thank god thank god 5. လုံးဝမဟုတ် absolutely not absolutely not အခြားသူရရှိသေးလဲ anybody else anybody else သစ္စာရှိပါ be faithful be faithful မနှောက်ယှက်ပါနဲ့ don't disturb don't disturb ဘယ်လိုဖြစ်ရလဲ how come how come ဒါဆိုရင်တော့ဒါလေးတွေအကုန်လုံးကိုတစ်ခါတည်းမမိသွားလိမ့်မယ်ထင်ပါတယ်။အော်ဒါနဲ့ match လာထဲမှာ week ကိုယ်တိုင်သင်မဲ့ညနေချင်းဆိုင် online တန်း2တန်းရှိပါတယ်။ basic 4 skill ရဲ့ listening and speaking special တန်းရယ်ဆိုပြီးတော့2မျိုးခွဲထားပါတယ်။ညပိုင်းတည်တဲ့နေပဲမို့လို့အားရဆိုလို့ရှိရင် join လို့ရပါတယ်။ဒါကတော့ week ရဲ့ teacher profile ဖြစ်ပါတယ်။စိတ်ဝင်စားရဆိုလို့ရှိရင်တော့ comment မှာဖြစ်စေ page messenger ကို direct ဖြစ်စေ zoom ဆိုပြီးတော့ပေးပို့ပြီးအသေးစိတ်စုံစမ်းလို့ရပါတယ်။အားလုံးကျေးဇူးများတင်ပါတယ်ရှင်။တဒါ